ရေချိုးကန်တဲ့တွင်စလုံးသည်သူမယခုလေးတင်ရေးထားခဲ့သောနှုတ်ဆက်စာကိုတေချာပြန်စစ်ပြီးမိမိကိုယ်ကိုအဆုံးစီရင်ရန်ပြင်ဆင်နေသည့်သို့တော်ထိုအချိန်မှာပင်သူမ၏ဖခင်ရောက်လာတံကိုကြားလိုက်ရသဖြင့်သူနှင့်အတူနက်နက်စာသွားစားခဲ့ရသည်သူတို့စားတောက်နေစဉ်အတွင်းသူမ၏အမဖြစ်သူကအရာရာကိုဒီလိုမျိုးမလုပ်ခဲ့ဘူးဟုဆိုကာစလုံးကအရာရာကိုလိုက်လံညှိနေခဲ့သည်သူမ၏ဖခင်မှာဤကိစ္စများကိုစိတ်ပြက်နေပြီဖြစ်ပြီးသူတို့အနေဖြင့်ရှေ့ဆက်သွားကြရမည်ဟုသူမကိုပြောခဲ့သည်သူမတကယ်ဖျားနေသလားဆိုတာကိုစစ်ဆေးရန်သူကသူမ၏မျက်နှာဒါကိုဆွဲကန်ကြည့်ခဲ့ပြီးမဖျားဘူးဟုဆုံးဖြတ်လိုက်သည့်စလုံးကသူမပိုက်မစားဘူးဟုဆိုတော့လေသူမ၏အဖေကတော့သူမကိုစားစေချင်နေသည်ရုတ်တရက်တစုံတစ်ယောက်ကအကူအညီတောင်းကအော်ဟေးရင်တကားကိုစတင်ထူရိုက်လာသည်သူမအဖေကတကားစီသို့တွားရောက်စစ်ဆေးနေစဉ်အပြင်ဘက်မှထွက်ပေါ်လာသောအော်ဟစ်တံများအော်ဆွဲတံများနှင့်ကားများတိုင်းမိသည့်အတန်စသည့်စူညံတံမျိုးစုံကိုစလုံးစတင်ကြားလိုက်ရသည်သူမ၏ဖခင်ပြန်ရောက်လာသောအခါသူ၏အဝတ်စားများတွင်သွေးများပေကျန်နေပြီးသူတို့ဒီကနေထွက်ခွာဖို့လိုအပ်နေပြီဟုပြောသည်စလုံးသည်အပြင်မထွက်မီသူမ၏ဂျာကင်အင်ဂျီကိုယူလိုက်ပြီးမြို့တစ်ခုလုံးဖျို့ဖျဲဖြစ်နေသည်ကိုသတိပြုမိသွားသည်တကယ်တော့စုံဒီကပ်ပေးကြီးဆက်ရောက်နေပြီဖြစ်ပြီးလူများသည်နေရာအနှံ့လိုက်လံတိုက်ခိုက်ခံနေရသည့်စုံဒီမျိုးသမီးတဦးကစလုံးကိုမြင်သွားပြီးသူမနောက်သို့ပြေးလိုက်လာသည်သို့တော်ကံကောင်းထောက်မစွာဖြင့်သူမ၏ဖခင်ကသူမကိုအိမ်ထဲသို့ပြန်ဆွဲသွင်းလိုက်ပြီးစုံဒီ၏မျက်နှာရှိမှတွင်တကားကိုစောင့်ပိတ်လိုက်သည်စလုံးနှင့်သူမ၏ဖခင်တို့သည်တကားအနီးမှတိတ်မဝေးသေးခင်မှာပင်တည်င်းပေါက်ကွဲသွားတဲ့နှင့်အတူအချက်ပေးတံမိလာသည်ကိုကြားလိုက်ရသည်တကယ်တော့စုံဒီကသူ့အိမ်ထဲကိုပေါက်ကွဲဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီးဖခင်